ငယ်ချင်းတို့ရေကျွန်တော်တို့အားလုံးရဲ့နေ့စဉ်ဘဝမှာပြောဖို့အခက်ဆုံးစကားတစ်ခုရှိပါတယ်အခက်ရာကတော့နှလုံးထဲပါပဲအဲ့ဒါကတော့ဟင်းအင်းဒါမှမဟုတ်ဘူးဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ဘာလို့ကျွန်တော်တို့ဟာဒီစကားလုံးတွေကိုပြောဖို့ဒီလောက်တောင်ဝင်လေးနေကြတာလဲတကယ်တော့အဖြေကရိုးရိုးလေးပါကျွန်တော်တို့ဟာဘဝမှာမလိုအပ်တဲ့အရာတွေကိုဟုတ်ကဲလို့ပြောတတ်တဲ့အခြေကြီးပါနေလို့ပါပဲအဲဒီလိုအရေးမပါတဲ့အရာတွေကိုဟုတ်ကဲလို့လက်ခံလိုက်တိုင်းတကယ့်ကိုအရေးကြီးတဲ့အရာတွေအတွက်ကျွန်တော်တို့မှာအချိန်တွေအခွင့်အရေးတွေဆုံးရှုံးသွားရပါတယ်မြတ်စွာဘုရားရှင်ရဲ့ကရဏီယမေတ္တာတုတ်ထဲမှာအပ္ပါကိစ္စောစဆိုတဲ့စကားလုံးလေးရှိပါတယ်အဓိပ္ပာယ်ကတော့အလုတ်ကိစ္စနည်းပါခြင်းပေါ့လောကကြီးကတော့ကျွန်တော်တို့ကိုအများကြီးလုံးမအောင်မြင်ပဲအလုတ်များနေမှာတော်တယ်လို့သင်ပေးထားပေမဲ့တကယ်လက်တွေမှာတော့အလုတ်တွေအများကြီးရှောက်လုံနေတာဟာထိရောက်မှုမရှိစေပါဘူးကျွန်တော်တို့ဘာလို့မဟုတ်ဘူးလို့မငြင်းရကြတာလဲအဓိကတရားခံကတော့ကြောက်စိတ်ပါပဲတခုခုလက်လွတ်သွားမှကိုကြောက်တာတစ်ဖက်လူစိတ်ပြတ်သွားမှကိုကြောက်တာငင်းလိုက်လို့ကိုယ့်ကိုထူဆန်းကြည့်ကြမှာကိုကြောက်တာဒါမှမဟုတ်ကိုဆုံးဖြတ်ချက်မှားသွားမှာကိုကြောက်တာမျိုးပေါ့ဥပမာတစ်ခုပြောပြမယ်နော်တကယ်ချင်းစာချက်နေတယ်ဆိုပါစို့ဘေးမှာဖုန်းလေးချထားတယ်ရုတ်တရက်ဖုန်းထဲက notification လေးတက်လာတာနဲ့စာကိုပြစ်ထားပြီးဖုန်းကိုလှမ်းကြည့်လိုက်မိတယ်အဲ့ဒါဟာအရေးမကြီးတဲ့အရာကိုဟုတ်ကဲလို့လက်ခံလိုက်တာပါပဲအဲ့ဒီအချိန်မှာပဲအရေးကြီးတဲ့စာချက်ဖို့အာယုံစူးစိုက်မှုဟာပြက်ပြဲသွားတော့တာပါပဲဒါကြောင့်ဘဝမှာတကယ်အရေးကြီးတဲ့အရာတွေအတွက်နေရာပေးနိုင်ဖို့ဆိုရင်အရေးမကြီးတဲ့အရာတွေကိုမဟုတ်ဘူးလို့ရဲရဲဝံ့ဝံ့ညင်းဆိုတတ်ဖို့လိုအပ်ပါတယ်ဒီတော့တကယ်ချင်းတို့ရေစောစောကကျွန်တော်ပြောခဲ့တဲ့ဖုန်း notification ဥပမာလေးကိုပြန်ကြည့်ကြရအောင်ကိုကစာချက်နေတယ်အာယုံစိုက်နေရမယ်ဆိုတာကိုသိရတာနဲ့ဖုန်းကိုလှမ်းကင်လိုက်မိတာဟာကိုယ့်ရဲ့အာယုံစူးစိုက်မှုကိုဖြတ်တောက်မဲ့အနောက်ရှက်ကိုဟုတ်ကဲလို့လက်ခံလိုက်တာပါပဲဒါဒီမကသေးဘူးနော်တခါတလေကြရင်ကိုကဒီညက်နေတော့စာဖတ်မယ်ဒါမှမဟုတ်တရားမှတ်မယ်လို့အစီအစဉ်ဆွဲထားတာမျိုးရှိတတ်တယ်မဟုတ်လားအဲ့ဒီအချိန်မှာပဲငယ်ချင်းတရားရောက်စီကဖုန်းလာပြီးဈေးဝယ်ထည့်ရအောင်ပါတီသွားရအောင်ဒါမှမဟုတ်လမ်းလျှောက်ထွက်ရအောင်လို့လမ်းကောတက်ကြတယ်အဲ့ဒီအခါမှာငင်းလိုက်ရင်သူစိတ်မကောင်းဖြစ်သွားမလားဆိုတဲ့ကြောက်စိတ်ကြောင့်ပဲကျွန်တော်တို့ဟာအေးလာခဲ့မယ်လို့ပြောမိသွားတတ်ကြပါတယ်အဲ့ဒီလိုအလိုက်ထိုက်ဟုတ်ကဲလို့လိုက်ရောလိုက်တဲ့အခါတကယ်တော့ကျွန်တော်တို့ဟာကိုဘဝရဲ့ရီမန်းချက်ကြီးတွေကိုအသုံးချရမယ့်တန်ဖိုးရှိတဲ့အချိန်တွေကိုလက်လွတ်ဆုံးရှုံးလိုက်ရတာပဲဒါကြောင့်ကျွန်တော်တို့ဟာမဟုတ်ဘူးလို့မှန်မှန်ကန်ကန်ပြောတတ်ဖို့လိုပါတယ်အဲ့ဒီလိုပြောနိုင်ဖို့အတွက်အချက်လေးတွေကိုစက်ကြည့်ကြရအောင်ပထမအချက်မိမိကိုယ်ကိုတတိရှိမှုကိုတိဆောက်ပါမဟုတ်ဘူးလို့မငြင်းခင်ပါကိုဘဝအတွက်ဘာကတကယ်အရေးကြီးလဲဆိုတာကိုအရင်ဆုံးနားလည်ထားဖို့လိုပါတယ်တခုခုကိုဟုတ်ကဲလို့မပြောခင်ကိုဒီမေးခွန်းလေးကိုအရင်မေးကြည့်ပါငါဒါကိုဘာလို့လက်ခံလိုက်တာလဲမြတ်စွာဘုရားရှင်ကလည်းဆုံးမခဲ့မှုပါတယ်တခုခုကိုမလုပ်ခင်ဒါမှမဟုတ်မပြောခင်မှာငါလုပ်မဲ့အရာဟာငါအတွက်ရောသူတစ်ပါးအတွက်ရောအကျိုးရှိရလားကောင်းကျိုးဖြစ်ထွန်းစေမှာလားလို့အရင်စဉ်းစားဖို့ပါအဖြေကအကျိုးရှိတယ်ငါအတွက်တကယ်အရေးကြီးတယ်ဆိုရင်တော့လုပ်လိုက်ပါဒါပေမဲ့အဖြေကအကျိုးလည်းမရှိဘူးအရေးလည်းမကြီးဘူးဆိုရင်တော့လုပ်ပါနဲ့ဘာလို့လဲဆိုတော့အဲ့ဒီအရာဟာတစ်ဘဝရဲ့တန်ဖိုးရှိရတဲ့အချိန်ကိုဖိုးယူသွားမယ်တခိုးဖြစ်နေလို့ပါပဲဒုတိယအချက်ကိုကျင့်စည်းကမ်းရှိပါဒါကတော့ခက်ခဲဆုံးအပိုင်းပါပဲမဟုတ်ဘူးလို့ငင်းဆိုဖို့ဆိုတာတတိနဲ့ဇွဲရှိဖို့လိုပါတယ်အရေးမကြီးတဲ့အရာတွေကိုငင်းပယ်နိုင်ဖို့ဆိုရင်ကိုထိန်းချောင်းနိုင်တဲ့စည်းကမ်းရှိဖို့လိုအပ်ပါတယ်ဒီနေရာမှာတခုတတိထားရပါကကျွန်တော်တို့ငင်းပယ်ရမယ့်အရာတွေဟာတခါတလေကြရင်အရန်ကိုပြောစရာကောင်းတဲ့အရာတွေဖြစ်နေတတ်တာပါပဲဥပမာတငယ်ချင်းတွေနဲ့ပါတီသွားတာမျိုးပေါ့ပါတီသွားရတာပြောစရာကောင်းတာမှန်ပေမဲ့အဲ့ဒီအချိန်မှာကိုယ့်အတွက်တကယ်အရေးကြီးနေတာကစာချက်ဖို့ဒါမှမဟုတ်စိတ်တည်ငြိမ်အောင်တရားမှတ်ဖို့ဖြစ်နေနိုင်ပါတယ်အဲ့ဒီလိုပြောစရာတွေကိုဆွတ်လွတ်ပြီးကိုယ့်အတွက်တကယ်အကျိုးရှိမဲ့အလုပ်ကိုရွေးချယ်ဖို့ဆိုတာကိုကျင့်စည်းကမ်းအားကောင်းမှဖြစ်မှာပါမဟုတ်ဘူးလို့ရေးတဲ့အခါမှာလည်းရိုင်းဆိုင်ဖို့မလိုပါဘူးရေကြီးကြီးနဲ့ကိုဘာကြောင့်မလာနိုင်တာလဲဆိုတာကိုရှင်းပြလိုက်ပါငါ့ကိုနားလည်ပေးပါငါအခုဒီအလုပ်ကိုအပြီးလုပ်ဖို့လိုအပ်နေလို့ပါလို့အကျိုးအကြောင်းပြောပြရင်သူတို့ကလည်းတင့်ရဲ့အချိန်နဲ့တန်ဖိုးထားမှုတွေပိုပြီးလေးစားလာပါလိမ့်မယ်တတိယအချက်အချိန်ဟာတင့်ရဲ့အဖိုးတန်ဆုံးပိုင်ဆိုင်မှုဖြစ်ကြောင်းနားလည်ပါကျွန်တော်တို့လက်ထဲမှာရှိတဲ့အရာတွေထဲမှာအချိန်ဟာအဖိုးတန်ဆုံးပါဒီကမ္ဘာပေါ်မှာကျွန်တော်တို့ရှင်သန်ရမယ့်အချိန်ဟာကန့်အသတ်နဲ့ပဲရှိတာပါမကုန်ဆုံးနိုင်တဲ့အချိန်တွေကျွန်တော်တို့မှာမရှိပါဘူးတကယ်ကြီးတို့ကိုယ့်ရဲ့ပတ်စံကိုဘလို့သဘောထားတယ်လဲ
ပတ်စံကိုဆိုရင်မလိုအပ်ဘဲနဲ့ဖြုံးတိပြစ်ဖို့ဝင်လေးကြတယ်မဟုတ်လားဘယ်နေရာမှာသုံးမယ်ဆိုရင်ပိုအကျိုးရှိမလားဆိုတာတည်တည်ချာချာစဉ်းစားတတ်ကြတယ်အချိန်ကိုလည်းပတ်စံလိုပဲသဘောထားကြည့်ကြပါတကယ်တော့အချိန်ဟာပတ်စံထက်တော့ပိုပြီးတန်ဖိုးရှိပါသေးတယ်ဘာလို့လဲဆိုတော့ပတ်စံကကုန်သွားရင်ပြန်ရှာလို့ရပါမယ်ကုန်ဆုံးသွားတဲ့အချိန်ကိုတော့ဘလို့ဒီတဲ့ပါပြန်မရနိုင်လို့ပါပဲဒါကြောင့်ကိုယ့်ရဲ့အချိန်ကိုတန်ဖိုးထားတတ်လာတာတော့အမြတ်ရေးမကြီးတဲ့အရာတွေကိုမဟုတ်ဘူးလို့ပြောဖို့ပိုလွယ်ကူလာပါလိမ့်မယ်ချိန်ကိုလေးစားပါဒါမှသာဘဝမှာတကယ်အရေးပါတဲ့အရာတွေကိုဟုတ်ကဲလို့လက်ခံဖို့နေရာရလာမှာဖြစ်ပါတယ်ကိုယ့်အချိန်ကိုကိုတန်ဖိုးထားသလိုသူတစ်ပါးရဲ့အချိန်ကိုလည်းလေးစားဖို့မေ့ပါတော့နော်ကဲနောက်ထပ်အရေးကြီးဆုံးအဆင့်တစ်ခုကတော့ကိုမော်ဆန်တဲ့မေးဖို့တစ်ခုမေးဖို့ပါပဲစတုဒ္ဒချက်ဒါတကယ်ပဲလိုအပ်လို့လားလို့မေးပါတခုခုကိုမပြောခင်မလုပ်ခင်ဒါမှမဟုတ်တစုံတစ်ယောက်ကိုဟုတ်ကဲ့လို့မဖြေခင်ပါဒါဟာတကယ်ပဲလိုအပ်လို့လားငါဒါကိုတကယ်ပဲလုပ်ရပါလားလို့ကိုမေးကြည့်ပါကျွန်တော်တို့ဟာအရေးမကြီးတဲ့အရာတွေကိုဟုတ်ကဲ့လို့လက်ခံပြီးနေတာဟာအဲ့ဒီအရာတွေကကိုယ့်အတွက်မလိုအပ်ဘူးဆိုတာကိုသတိမထားမိလို့ပါဥပမာအလုပ်ကနေပင်ပန်းတဲ့အိမ်ပြန်ရောက်လာတဲ့အခါဖုန်းလေးကိုင်ပြီး social media ကိုသုံးလိုက်မိရဆိုပါစို့အဲ့ဒီပါတဲ့ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေဟာတနာရီလောက်ကုန်ဆုံးသွားတတ်ပါတယ်တကယ်တော့အဲ့ဒီအချိန်ဟာကိုယ့်ရဲ့သားသမီးတွေမိဘတွေချစ်ခင်ရတဲ့သူတွေနဲ့စကားပြောပြီးတွေးထွေးဖြတ်သန်းရမယ့်အချိန်တွေပါ social media သုံးတာထက်သူတို့နဲ့အချိန်ပေးတာကပိုပြီးတန်ဖိုးရှိတာပေါ့ဒါကြောင့်တခုခုမလုပ်ခင်ဒါဟာငါ့အတွက်တကယ်လိုအပ်ရဲ့လားလို့မေးကြည့်ဖို့မမေ့ပါနဲ့နောက်ဆုံးအဆင့်တင်ဘဝအတွက်ဘာကတကယ်အရေးကြီးလဲဆိုတာရှာဖို့ပါကျွန်တော်တို့မဟုတ်ဘူးလို့မငြင်းရတဲ့အကြောင်းရင်းကကိုဘဝအတွက်ဘာကတကယ်အရေးကြီးတယ်ဆိုတာကိုတည်တည်ချာချာမသိသေးလို့ပါတင်ဘဝရဲ့ရည်ပဲချက်ကဘာလဲတင်အတွက်ဘာကတန်ဖိုးအရှိဆုံးလဲဆိုတာကိုသိထားမယ်ဆိုရင်အဲ့ဒီရည်ပဲချက်တဲ့မသက်ဆိုင်တဲ့အရာတွေကိုရေးပယ်ဖို့လွယ်ကူလာပါလိမ့်မယ်ဒါကြောင့်တတိတာမှာအချိန်ခဏလောက်ပြီးငြိမ်ငြိမ်လေးစဉ်းစားကြည့်ပါဒီနေ့အတွက်ငါဘဝမှာဘာကအရေးကြီးဆုံးလဲငါရဲ့ရည်မှန်းချက်တွေစီရောက်ဖို့ဒီနေ့ဘာလုပ်ရမလဲဆိုတာကိုပေါ့တကယ်ကြီးတို့ရေအရေးမကြီးတဲ့အရာတွေကိုရေးပယ်ရတာလုပ်နေကြအပျော်ပါးတွေကိုမဟုတ်ဘူးလို့ပြောရတာထက်ပိုပြီးခက်ခဲတတ်ပါတယ်ဒါပေမဲ့အဲ့ဒီအတောက်ချက်တွေကိုမဟုတ်ဘူးလို့မငြင်းနိုင်သေးတဲ့ကျွန်တော်တို့ဟာဘဝရဲ့တကယ်အောင်မြင်မှုတွေစီကိုလှမ်းတက်နိုင်ပါမဟုတ်ပါဘူးမဟုတ်ဘူးလို့ပြောရတာခက်ခဲတယ်ဆိုတာကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ပိုပြီးပျော်ရွှင်တဲ့ဘဝပိုပြီးအေးချမ်းတဲ့ဘဝနဲ့စီးကဲရှိတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခြင်းတဲ့ဆိုရင်တော့အရေးမကြီးတဲ့အရာတွေကိုမဟုတ်ဘူးလို့ပြောတတ်အောင်လေ့ကျင့်ယူကြရအောင်ပါဗျာဒီတော့တကယ်ကြီးလို့အခုကျွန်တော်ပြောပြခဲ့တဲ့အချက်လေးတွေကိုလက်တွေ့ဘဝမှာနည်းနည်းချင်းစီစမ်းပြီးကျင့်သုံးကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်အစပိုင်းမှာခက်ခဲကောင်းခက်ခဲနိုင်ပေမဲ့မဟုတ်ဘူးလို့ပြောတတ်လာတာနဲ့အမျှတင်ဘဝဟာပိုပြီးပေါ့ပါလာတာပိုပြီးအဓိပ္ပာယ်ရှိလာတာကိုတွေ့ရပါလိမ့်မယ်အရေးမကြီးတဲ့အရာတွေကိုရေးပယ်နိုင်ခြင်းဟာတင်ဘဝရဲ့ပျော်ရွှင်မှုအတွက်တကားတစ်ချက်ကိုဖွင့်လိုက်တာပါပဲအားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ